ဒီလိုနဲ့ပဲလိုက်ကလေ့ကျင့်ရေးတကားဆောင်ဖွင့်ကြည့်လိုက်တဲ့ခါမှာကြော်ကြီးက3ယောက်1ယောက်ရှင်ချဖို့အတွက်ပြင်ဆင်နေတာကိုသူတွေးလိုက်ရပါတယ်တစ်ဖက်မှာတော့ပက်ဆာအဲရာနဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့ရုံးခန်းထဲမှာအစီရင်ခံစာပုံကြီးကစပွဲပေါ်မှာရှိနေပါတယ်သူကနောက်ဆုံးစာရွက်ကိုတရားဖတ်ပြီးတဲ့နောက်မှာစာရွက်တွေကိုပေးဖယ်လိုက်ပါတယ်အဲ့ဒီနောက်သူရှေ့မှာစောင့်နေတဲ့သူကိုမေးမော့ပြီးဒါတရားရဲ့လားလို့မေးလိုက်ပါတယ်ငကားတက်ဖွဲ့ရဲ့ကောင်းဆောင်အခန့်ကမတက်ရက်ပြီးတေးကြပါတယ်လို့ပြန်ဖြေခဲ့ပါတယ်ဟင်းလင်းပြင်မှန်မှုတွေမန်နတ်ဆွမ်းအင်းတွေစူးစီးနေတဲ့ကိုကြည့်ရင်အထူးအကြောင်းတစ်ခုဖြစ်ပေါ်လာနေပြီဆိုတာတေးကြပါတယ်လို့သူကပြောပါတယ်အဲ့ဒီအထက်မှာလည်းမှော်မျောစဉ်တစ်ခုရှိနေဖို့80ရာခိုင်နှုန်းတေးကြပါတယ်လို့သူကပြောလိုက်ပါတယ်ဒါကိုကြတော့ပတ်စာတက်ပြင်းတစ်ချက်ချလိုက်ပါတယ်ဖြစ်နိုင်သမျှအခြေအနေတွေထဲမှာအဆိုးဆုံးနဲ့အရှုပ်ထွေးဆုံးကံကြမ္မာတစ်ခုဆိုက်ရောက်လာတာပါအဲ့ဒီအကြောင်းဟာမော်ဆန်းယူရင်တစ်ခုအနားမှာဖြစ်ပေါ်နေတာပါမော်ဆန်းယူရင်ဆိုတာကလည်းတာမန်လူတွေကိုမော်ဆရာအဖြစ်ပြောင်းလဲပေးနိုင်တဲ့အရာဖြစ်ပြီးအဲ့ဒီကြီးတွေကိုတောက်တုံးတဲ့သူတွေကတာမန်စွမ်းအားတွေကိုမော်ဆန်းရင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့အထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုရရှိသွားကြလို့ပါအဲ့ဒီကနေတစင်ပဲတိုက်ခိုက်ရေးစနစ်တစ်တွေအတက်ပညာအသစ်တွေနဲ့စစ်ပွဲပြူရတွေပြောင်းလဲလာခဲ့ပါတယ်ဒါပေမဲ့အဲ့လိုတိုးတက်မှုတွေကငြိမ်းချမ်းစွာရောက်လာတာမဟုတ်ပါဘူးမော်ဆန်းယူရင်ဟာနေမြေလူစစ်ပွဲတွေအထူးအကြောင်းရင်းဖြစ်လာပြီးဒေသတော်တော်များများမှာသွေးချောင်စီးခဲ့ရပါတယ်အခုခေတ်မှာမိသားစုကြီးတစ်ခုရဲ့စစ်အင်အားသူတို့ပိုင်ဆိုင်တဲ့မော်ဆရာအယူအတွက်ပေါ်မှာမူတည်နေပါတယ်ဒါပေမဲ့အဲရာမိသားစုနေမြေထဲမှာတော့တဘာဝမော်ဆန်းယူရင်တစ်ခုမှမရှိခဲ့ပါဘူးမော်ဆန်းယူရင်မရှိပဲမိသားစုတစုအတွက်ရှေ့ဆက်ဖို့လမ်းကြောင်းတစ်ခုပဲရှိပါတယ်အဲ့ဒါကအထူးအကြောင်းတွေကိုတင်ပိုက်ဖို့ပါပဲလက်ရှိမှာအဲရာမိသားစုမှာမော်ဆရာအရေးအတွက်တွေအကန့်အသတ်ပဲရှိပြီးဘယ်စာကိုယ်တိုင်ကလည်းအဲ့ထဲမှာပေါဝင်ပါတယ်သူတို့အားလုံးကအရင်ကအကြောင်းစူးစိုင်းခီးစဉ်တွေမှာအဆန်းကုန်ကြိုးစားပြီးမှအသက်ရှင်ကျန်ခဲ့ကြတာပါဒါပေမဲ့ဆန်းယူတွေများစွာပိုင်ဆိုင်ထားတဲ့ပြိုင်ဘက်မိသားစုတွေနဲ့ရှင်သူတို့ရဲ့အင်အားတကယ်ကိုစိုးရင်စရာအနေထားမှာရှိနေပါတယ်အဲရာမိသားစုကလည်းလူအင်အားမမျှတမှုကြောင့်တဖြည်းဖြည်းနဲ့ဝင်းရပိတ်ဆို့ခြင်းကိုခံနေရပါတယ်ဒါကြောင့်လည်းဒီအထူးအကြောင်းတင်ပိုက်ရေးစစ်ဗျူဟာဘယ်စာအတွက်တော့အရေးကြီးဆုံးဗျူဟာတစ်ခုဖြစ်လာပါပါတမှုအခန့်ကတော့မြေပုံတစ်ခုကိုစပွဲပေါ်မှာဖြန့်လိုက်ရင်ထက်လောင်းရှင်းပြပါတယ်နောက်ထပ်အခက်အခဲတစ်ခုရှိပါသေးတယ်တဲ့အဲ့ဒီအကြောင်းကငကားတောအုပ်အထဲမှာဖြစ်ပေါ်နေတာပါအဲ့ဒီတောအုပ်ရဲ့အစိပ်ပိုင်းတော်တော်များများအဲရာမိသားစုရဲ့လက်အောက်မှာရှိနေပေမဲ့တခြားအစိပ်ပိုင်းတွေတော်တော်များများကတော့ကားပရက်မိသားစုရဲ့ပိုင်ဆိုင်မှုနယ်မြေတွေနဲ့ထိစပ်နေတာပါအကြောင်းကအစာပိုင်းမှာတော့အဲရာမိသားစုရဲ့နယ်မြေထဲမှာရှိနေပေမဲ့အကြောင်းရဲ့အရွယ်စားမတည်ငြိမ်မှုကြောင့်ဟင်းလင်းပြနယ်မြေကတဖြည်းဖြည်းနဲ့ကျယ်ပြန့်လာပါတယ်အဲ့ဒီလိုကျေပြန့်လာတဲ့အခါမှာဆာရွက်ပေါ်အနေနဲ့မြင်းတွေကိုယူဆိုင်တော့မှာမဟုတ်ပဲပရိပခါတွေကတော့ရှောင်လဲလို့မရတော့ပါဘူးအကြောင်းရဲ့ဖီယာတွေရဲ့ပြိုင်ဘက်ကားပရက်မိသားစုရဲ့နေမြေတဲ့အထိရောက်သွားပါတော့တယ်ကားပရက်မိသားစုရဲ့ဇယိုက်အရာသူတို့ကအရန်ကိုရန်လိုပြီးနေမြေချက်တွေနဲ့သူတွေဖြစ်တာကြောင့်ဒီကိစ္စမှာကြားဖြတ်နှောက်ယှက်ဖို့ယာကန်တော့အရန်များနေကြောင်းသူတို့တွေးနေမိပါတယ်ဒီအကြောင်းသတင်းသာပေါက်ကြားသွားရင်ထိတ်တက်ရင်ဆိုင်မှုကတော့ကျင်းသေးပေါက်ဖြစ်လာတော့မှာပါအထူးအကြောင်းတွေရဲ့တဘာဝအရာစစ်တပ်အင်အားအလုံးရင်နဲ့ရွှေ့ပြောင်းမှုခက်ခဲသလိုဆက်သွယ်ရေးတွေလည်းပြတ်တောက်နိုင်တာကြောင့်တုံ့ဆုတ်နေမယ်ဆိုရင်အခြေအနေတွေကပိုပြီးဆိုးရွားနိုင်ပါတယ်ဗစာကအချိန်ဆွဲနေမယ်ဆိုရင်ကာဗရက်မီတာစုကအရင်ဦးဆုံးနေမြေဦးသွားနိုင်တာကြောင့်သူလုံးဝဒါကိုခွင့်မပြုနိုင်ပါဘူးဒါကြောင့်အဲရာမီတာစုရဲ့လက်အောက်မှာရှိတဲ့ငကားကြီးရအားလုံးကိုချက်ချင်းအကြောင်းကြားဖို့နဲ့အင်အားစုစီဖို့သူအမိန်ပေးလိုက်ပါတယ်အကြောင်းတွေကိုဘယ်သူတွေဝင်ခွင့်ရမလဲဆိုတော့စစ်ဆေးဖို့အတွက်ရွေးချယ်ပဲဆံမှုပဲတစ်ခုအကျင်းပမှာဖြစ်ပြီးဒါဟာတာမန်အရင်ချင်းပြောင်းနေမဟုတ်ပဲအသက်ရှင်ကျန်ရဖို့ရုန်းကန်ရမယ့်စံတမှုတစ်ခုဖြစ်လာပါတယ်တစ်ဖက်မှာတော့အကယ်ဒမီလေးကျင်းရေးကွင်းထဲမှာလိုက်ကဟာတင်းရင်လေးနဲ့တမျက်နှာပေးနဲ့ရှိနေပါတယ်သူမရဲ့တစ်ဖက်မှာတော့ကျော်ကြီးကလုံးဝအေးအေးဆေးဆေးပါပဲအဲ့ဒီနောက်မှာတော့ဘာတတိပေးချက်မှမရှိပဲလန်ကဲစလီနာနဲ့ရေမွန်တို့ကသုံးအောင်လုံးကကျော်ကြီးစီကိုအရက်သုံးမျက်နှာနဲ့အချိန်ဝါတွေနဲ့ပြိုင်နဲ့ထိုးဝင်လာပါတော့တယ်သူတို့တွေတိုးဝင်တက်ခိုက်လိုက်တဲ့အချိန်မှာပဲကျော်ကြီးအကြီးတွေကဆူးရှသွားပါတယ်သူဟာရှေ့ကိုတလန်တက်လိုက်ပြီးအလွန်တီးကျသွက်လိုက်တဲ့လှုပ်ရှားမှုတွေနဲ့လှန်ဓာတ်တိုင်းတိုက်ခွက်တွေကိုတစ်ခုပြီးတစ်ခုတားဆီးလိုက်ပါတယ်သူတို့သုံးအောင်ပူပေါင်းတိုက်ခွက်ကကျော်ကြီးရဲ့လက်ချက်နဲ့ပဲခဏလေးအတွင်းမှာပဲပြေပြတ်သွားခဲ့ရပါတယ်တိုက်ခွက်ကကောင်းကောင်းတော့မစားရသေးခင်မှာပဲပြီးဆုံးသွားတာပါကျော်ကြီးဟာသူတို့အေးဆေးဆေးပဲပြန်ပြီးအကဲဖြတ်ပေးလိုက်ပါတယ်လန်ကေရဲ့လှန်တိုင်းကအင်အားရှိပေမဲ့အရှိန်ကိုအတင်းအရမခိုင်းနေတာကြောင့်စီးချက်မမှန်ဘူးလို့ဆိုပါတယ်ဆလီနာရဲ့အရှိန်ကချီကျူးစရာကောင်းပေမဲ့သူမရဲ့တိုက်ကွက်တွေကအလေးချိန်မပါပဲလေထဲမှာဝဲနေတယ်လို့ဖြစ်နေတာပါရေမွန်ရဲ့တိုင်းကအတက်ကတဖြည်းဖြည်းတိုးတက်လာပြီးတည်ငြိမ်မှုရှိတယ်လို့သူကမှတ်ချက်ပေးပါတယ်ကျော်ကြီးရဲ့နှုတ်ခမ်းပြမှာအပြုံးလေးတစ်ခုပေါ်လာပြီးမိနစ်3အောင်လုံးကတိတ်ပြီးအားမပါသေးဘူးဒါပေမဲ့တကယ်တိုက်ပွဲတွေမှာတွန်းဆုတ်နေလို့မရဘူးလို့ပြောပြီးတကယ်တိုက်ပွဲတွေမှာတွန်းဆုတ်နေလို့မရဘူးလို့တကယ်ပဲတူတက်ချင်ဘာကတ်တက်ချက်မှမထားပဲအစွမ်းကိုတိုက်ခိုက်ကြစမ်းလို့ပြောလိုက်ပါတယ်အနောက်မှာရက်ကြည့်နေတဲ့လိုက်ကာကတော့ဒါကိုတကယ်ယူကြောင်ရောင်နိုင်လွန်းတယ်လို့ပြောဆိုနေပါတယ်ကျော်ကြီးကသူမောင်လှည့်ကြည့်ပြီးမင်းတကယ်ပဲအဲ့လိုထင်တာလားလို့မေးလိုက်တဲ့ခါမှာတော့သူမကကိုယ့်ရဲ့စွမ်းအားကိုအသုံးမပြုပဲဒီအတိုင်းတိုက်ခတ်နေတာယူသွတ်တာထက်ပိုတယ်လို့ခက်ပြက်ပြက်ပဲပြောလိုက်ပါတယ်ကျော်ကြီးကတော့သူမနဲ့စကားပြောနေတော့မှတော့လှန်ချက်တွေနဲ့ဓာတ်ချက်တွေကိုတိကျသွားရှောင်တိတ်နေသေးပါသူ့အတွက်တော့ဒါဟာတကယ်လေ့ကျင့်ခန်းပါပဲသူကငါ့ရဲ့ခဏကသူတို့ရဲ့တိုက်ကွက်တွေကိုဘာစွမ်းအားမှသုံးစရာမလိုပဲခံနိုင်ရှိအောင်တန်မားနေပြီဆိုတာမင်းတကယ်ပဲမမြင်ဘူးလားလို့မေးလိုက်ပါတယ်လိုက်ကာကတော့နှစ်ဖူးကိုလက်နဲ့အုပ်ပြီးအနည်းဆုံးတော့သူတို့မင်းကိုအရက်ခံရအောင်အကျိုးသားနေတော့မှစကားမပြောဘဲနေပြီးပါလားလို့ပြောဆိုနေပါတယ်လက်ကကလည်းကြော်ကြီးကတကယ်အယူပဲလို့ပြောဆိုနေတယ်လို့လိုက်ကလည်းကြော်ကြီးကိုမနိုင်နိုင်မြန်တီးတီးရနဲ့ဆက်တိုက်နေတဲ့သူတွေကိုအယူပဲလို့ထင်မှတ်လိုက်ပါတယ်ရေ
ရေမွန်ကလည်းကျော်ကြီးရဲ့ခုခံမှုကဘာစွမ်းမှမသုံးမနဲ့တော့ဘာလို့အဲ့လောက်ထိအင်အားကောင်းနေရလဲလို့အံ့ဩနေပါတယ်ဆလီနာကလည်းဒါလူသားတယောက်ရဲ့ခန္ဓာကိုခန္ဓာရည်ထက်တောင်ကျော်လွန်နေပြီလို့ဆိုပါတယ်ဒါကိုလိုက်ကားစကားဖြတ်ပြီးပြောလိုက်ပါတယ်ကျော်ကြီးကိုလူသားရည်နဲ့သွားမနှိုင်းနဲ့စီနီယာတွေကတောင်သူ့ကိုအရှိဆောင်မိတ်ဆာလို့တောင်ဖွဲအမိပေးထားတာလို့သူကပြောလိုက်ပါတယ်ကျော်ကြီးကတော့ဒါကိုကြပြီးစိတ်ဆိုးသလိုနဲ့ဒါကစော်ကားတာလားလို့မေးလိုက်ပါတယ်တိုက်ပွဲကတော့မရက်သေးပါဘူးညှိနှိုင်းတက်ခွက်တစ်ခုကိုထပ်ပြီးဖယ်ရှားလိုက်ပြီးတဲ့နောက်မှာကျော်ကြီးကလိုက်ကာဘက်ကိုပြန်လှည့်လာပြီးမင်းငါကြည့်နေအောင်ပဲလားဒါမှမဟုတ်ဝင်တိုက်တော့မလားလို့မေးလိုက်ပါတယ်လိုက်ကာကတော့တပြင်းချလိုက်ပါတယ်လေ့ကျင့်တာကတော့โอเคပါတယ်ဒါပေမဲ့အခုကပိုပြီးအရေးကြီးတဲ့ကိစ္စတစ်ခုရှိလာပြီလို့ပြောလိုက်ပါတယ်သူမရဲ့စကားကြောင့်အားလုံးလှုပ်ရှားမှုတွေရက်တန့်သွားပါတယ်မကြခင်မှာပဲတခြားနဂါးကေရတွေကចောင်းသားတွေနဲ့ရင်ဆိုင်ရတော့မှာပါလို့သူဟာပြောလိုက်ပါတယ်လိုက်ကားရဲ့စကားတွေကြောင့်ပဲအားလုံးလှုပ်ရှားမှုတွေရက်တန့်သွားပါတယ်မကြခင်မှာပဲတခြားနဂါးကေဟာចောင်းသားတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပြီးဒါဟာထင်ထားတဲ့ပူစောနေခဲ့တာပါလိုက်ကစ်တယောက်ကတော့တောင်ခဲသွားပြီးရေမွန်ကတော့ဒီလိုနေမျိုးရောက်လာမယ်ဆိုတော့ကြိုသိနေတယ်လို့ပြောထားပါတယ်ဆလီနာကဒါဟာလာမယ့်အကဲဖြတ်ပွဲနဲ့ဆိုင်လာလို့မိလိုက်တဲ့ခါမှာတော့လိုက်ကာကအသေးစိတ်တော့မသိရသေးပေမဲ့ဆရာတွေရဲ့အမူအရာတွေကကျောင်းထဲကထူရှားတဲ့လှုပ်ရှားမှုတွေအရတိုက်ပွဲတစ်ခုတော့မလွဲမသွေရောက်လာတော့မှသိရတယ်လို့ပြန်ပြောလိုက်ပါတယ်ကျော်ကြီးကတော့ဒါကိုခဏတည်းငြိမ်ပြီးစဉ်းစားနေပါတော့တယ်ကျော်ကြီးကတော့ဒီလိုအသေးစိတ်ကြတဲ့အပြောင်းလဲတွေကိုတစ်ခါမှသတိမထားမိခဲ့ပါဘူးသူ့ရဲ့အာယုံကတခြားနေရာမှာပဲအမြဲရှိနေခဲ့လို့ပါလိုက်ကာရဲ့မျက်နှာအတီးကြီးသွားပြီးကျော်ကြီးကိုအထူးတတိပေးလိုက်ပါတယ်နောက်ဆောင်မှာအနာဂတ်မျိုးနွယ်စုကောင်းဆောင်နေရအတွက်အမှန်တကယ်ကြောက်စရာကောင်းတဲ့ပြိုင်ပွဲတစ်ယောက်ရှိနေပြီလို့ဆိုပါတယ်ဒါကိုကြတော့ကျော်ကြီးအပြောင်းပိုပြီးနှက်ဆိုင်သွားပါတယ်နောက်ဆုံးတော့စိတ်ဝင်စားစရာတစ်ခုတွေ့ပြီလေလို့သူတွေးလိုက်မိပါတယ်ရဲအနေငယ်ကြမှာတော့အရှိဆောင်ရဲ့လေ့ကျင့်ရေးကွင်းကလူတွေနဲ့ပြည့်နှက်နေပါတယ်ဂျူနီယာကျောင်းသားတွေကလေးလံလှတဲ့လေတူးတွေကြောင့်တုံ့လုံနေကြတယ်လို့စီနီယာတွေကတော့တည်ငြိမ်တဲ့အမူအရာတွေနဲ့ရှိနေကြပါတယ်သူတို့ရဲ့ရှိနေမှုကတည်းအားနေတဲ့ကျောင်းသားတွေကိုတိတ်ဆိတ်သွားစေဖို့လုံလောက်ပါတယ်ကျော်ကြီးကသူ့ရဲ့အပေါင်းဖွားတွေနဲ့တစုတဝေးနဲ့ရှိနေပြီးအချင်းတွေကိုစောင့်ကြည့်နေကြပါတယ်အစင်နဲ့မခွဲပဲကျောင်းသားတွေအားလုံးကွင်းနဲ့ခေါ်ထားတာကိုကျော်ကြီးရဲ့သတိပြုမိလိုက်ပါတယ်လိုက်ကာကတော့ဒါဟာသူမခံမထားတဲ့အတိုင်းပဲလို့ကောင်းချင်းပြလိုက်ပါတယ်ရုတ်တရက်ကြီးတကားကြီးပွင့်သွားပြီးနောက်မှာစကားသံတွေအားလုံးချက်ချင်းရက်တန့်သွားပါတော့တယ်အဖရာကဝင်းလာပါတယ်သူမရဲ့ရှိနေမှုကတည်းတကွင်းလုံးကိုတိတ်ဆိတ်သွားစေခဲ့ပါတယ်သူမကနောက်3ရက်နေအရှိဆောင်ကကျောင်းသားတွေကနဂါးကေရတွေရဲ့ကျောင်းသားတွေနဲ့ရင်ဆိုင်ရတော့မယ်လို့ကြေညာလိုက်ပါတယ်ဒီသတင်းကြောင့်လူအုပ်တွေကြမှာအံ့အားသင့်မှုတွေနဲ့အတူဂျူနီယာကျောင်းသားတွေကြမှာစိုးရိမ်မှုတွေနဲ့ပြည့်နှံ့သွားပါတော့တယ်ရေမွန်ကမျက်မှောင်ကျုပ်သွားပြီးဆလီနာကတော့မျက်နှာကြီးတင်းမာသွားပါတယ်လန်ကစ်ကတော့အသင့်အနေထားပဲရှိနေတာပါဒါပေမဲ့ကျော်ကြီးကတော့ပြုံးနေပါတယ်ဒီလိုမျိုးတကယ်ကိုရင်ခုန်စိတ်လို့ရှားစရာကောင်းတဲ့ခံစားချက်မျိုးများခဲ့တာကြာပြီလို့ပြောရင်အဖရာကလက်ချောင်း3ညထောင်ပြလိုက်ပါတယ်နောက်3ရက်ကြာမှဒီမှာရှိတဲ့ကျောင်းသားတွေကတခြားကေရတွေကကိုစားပြုအသင်းတွေနဲ့ရှင်ပြန်ရမှာပါပုံမှန်အပြည့်ဒီလိုမျိုးကေရအချင်းချင်းတိုက်ပွဲတွေကိုနှစ်ပေါင်းများစွာလေ့ကျင့်ပြီးမှဘွယ်နှင်းတပင်နားနီးမှပဲကျင်းပပေးလိရှိတာပါအခုလိုရုပ်တရက်ကြီးကြီးညာလိုက်တာကိုလူတော်တော်များနားမလည်နိုင်တယ်လို့ဖြစ်နေကြပါတယ်အဖရာကစူညံတန်တွေငြိမ်သွားအောင်စောင့်ပြီးမှဆက်ပြောပါတယ်ဒီလိုဆုံးဖြတ်ရတဲ့အကြောင်းရင်းရှိပေမဲ့သူမအနေနဲ့ထုတ်ဖို့ပြောလို့မရကြောင်းဒါပေမဲ့အနိုင်ရသူတွေကိုတော့အထူးတောင်းဝင်တကူပေးရသွားမှာဖြစ်ကြောင်းဂရီပေးလိုက်ပါတယ်ကျော်ကြီးရဲ့မျက်လုံးတွေကတော့ဝင်းကလင်းနဲ့ဖြစ်သွားပါတယ်သူ့အတွက်ထပ်ပြီးရှင်းပြနေကြမလို့တော့ပါဘူးအကယ်ဒမီမှာအထူးလို့ခေါင်းစဉ်တက်ထိုင်အနေရဲ့ပရိပက္ခနဲ့တိုးတက်မှုတွေပါဝင်နေမှာပါဒါဟာလွတ်မခံတဲ့အခွင့်အရေးတစ်ခုပဲလို့သူသိလိုက်ပါတယ်အဖရာကပြိုင်ပွဲလိုပုံစံမျိုးရှင်းပြထားပါတယ်ဒါဟာရှုံးတဲ့စနစ်ဖြစ်ပြီးနဂါးကေဟာ၄ခုလုံးမှာကိုစားပြု9ယောက်စေလွတ်မှာပါအရှိဆောင်အတွက်ကိုစားပြု9ယောက်ကိုဒီနေ့ပဲရွေးချယ်သွားမှာဖြစ်ပါတယ်စီနီယာတယောက်ကယုံကြည်မှုအပြည့်နဲ့ရှေ့ထွက်လာပြီးကိုယ်စားလှယ်တွေကိုအမြင့်ဆုံးသူတွေကရွေးမှာမဟုတ်လားလို့မေးလိုက်ပါတယ်အဖရာကအဲ့လိုသာဆိုဘာလို့အစင်နဲ့မခွဲပဲကျောင်းသားအလုံးခေါ်ထားပါမလဲလို့ပြက်ပြက်သားသားပြန်ဖြေလိုက်ပါတယ်အတိတ်ဘက်ကတော့ဂျူနီယာရောစီနီယာရောပါရွေးချယ်ပိုင်ခွင့်ရှိလို့ပါစီနီယာတွေကြားမှာတော့မကြင်မနဲ့ဖြစ်သွားကြပါတယ်စီနီယာတချို့ကဒီလောက်ကြီးမားတဲ့ပွဲမျိုးမှာဂျူနီယာတွေကပါဝင်လုံးနိုင်မှာလဲဆိုပြီးလှောင်ပြောင်ကြည့်နေကြပါတယ်အဖရာကတော့ဘယ်လိုနည်းနဲ့ပဲရွေးဂယူးမဆိုင်ကြောင်းဒီနေ့အတွင်းမှာကိုယ်စားလှယ်9ယောက်ကိုအပြည့်ရွေးထားဖို့ပြောပြီးထွက်သွားပါတယ်